ကဲဒီနေ့ကတော့ငစင်ရိုင်းလက်ဆက်ဆက်လေးတွေနော်ငစင်ရိုင်းလေးတွေကိုအချင်းချင်းချက်ပြပေးမှဖြစ်ပါတယ်နော်အခုငစင်ရိုင်းပေါ်တဲ့အချိန်မှာငစင်ရိုင်းဟင်းလေးချက်ပြပေးသွားမှာအပေးကြပါဦးရှင်လောက်တဲ့ငစင်ရိုင်းလေးတွေနော်ဒီမှာဥလေးတွေကိုပြူးနေတာပဲဒီမှာနော်အကောင်တိုင်းလို့ဥရှိပါတယ်ဒီချိန်ဆိုရင်ငစင်ရိုင်းဥလေးတွေနဲ့အရန်ကိုစားကောင်းပါပါငစင်ရိုင်းကိုဟင်းချက်ပြမှာဖြစ်ပါတယ်နော်အရင်ဦးဆုံးငစင်ရိုင်းကိုရေဆေးတန်းဆင်ပြီးလို့ရှိရင်ဒီမှာစားလက်ဖက်ရည်စုံတစ်စုံထည့်ပါမယ်နော်ပြီးလို့ရှိရင်အချိုမောလက်ဖက်ရည်စုံတော့ဝတ်ထည့်ပါမယ်ပြီးလို့ရှိရင်စနွေးမောငယ်ငယ်ထည့်ပါမယ်ပြီးလို့ရှိရင်တော့ငါးဟင်းချက်တိုင်းမဖြစ်မနေပါဝင်ရမယ်စိမ့်လန်းကပိလေးဖြစ်ပါနော်ငါးဟင်းထည့်တိုင်းငါးဟင်းချက်တိုင်းကပိကိုငါးရတာလေးအောင်ထည့်ပြီးနှံ့နေပြီးဖြစ်ပါမယ်ကဲဒါကတော့ငစင်ရိုင်းကိုစားစနစ်ချုံမောငပိလေးလုံးနေပေးတာလေဒါဆိုရင်ဒီတော့ထောင်းအောင်နော်အမှောက်ဆုံးအယုတ်ချောင်းကိုထောင်းပေးမှဖြစ်ပါနော်ခုလိုမျိုးငရုတ်ကြီးညက်ပြီးဆိုရင်မကျက်တုံးပြူလာပေါ့လားပြီးတော့ကျက်တုံးကြီးရောထောင်းပေးမယ်နော်ညအောင်ထောင်းပေးရမှာဖြစ်ပါတယ်ဒီငါးဟင်းချက်ဖို့ဒီမှာစီတဲ့ကိုစမီးမောင်းနေနေထည့်မယ်ထောင်းလာတဲ့လေးကိုစီးတက်ပေးရမှာခုဆိုရင်ငရုတ်ကြီးလေးမှုရလာပြီဆိုရင်ဒီမှာတော့ငါနေလာတဲ့ငစင်ရိုင်းကိုထည့်ပေးရမှာဖြစ်ဒီတိုင်းကိုထည့်ပေးမယ်ငရုတ်ကြီးနဲ့တော့ထည့်ပေးရမယ်မြုပ်ဒီနဲ့ငါးနဲ့နှံ့သွားပြီဆိုလို့ရှိရင်ဒီမှာဒီလေးနည်းနည်းထည့်ပြရအောင်ရှင်ဒီဆိုရင်ဒါလည်းစနေပြီးဆိုရင်ငါမတက်တက်လေးထည့်ပါဒီမဲ့ရည်ဒီထည့်ပြရမှာဖြစ်တယ်အချင်းကတော့ကိုလိုတော့ထည့်ပြရမှာခုဆိုရင်ငစင်ရိုင်းလေးတွေတက်ပြီဆိုတော့နောက်တော့မွေးရွက်နေမယ်ရှမ်းနံလေးဖြည့်ပြရမှာဖြစ်တယ်ရှမ်းနံလေးအောက်ပြလိုက်ရင်မွေးပြီးတော့အရန်ကိုစိတ်လေးမတင်ရိုင်းဥထင်းလေးအချိန်လေးရပါတော့။လိုက်ပြီးတော့ချက်ပါကြည့်ရအောင်နော်။ဒီမှာမတင်ရိုင်းဥအချိန်လေးလေးပြန်ကိုစားကောင်းကြီးစိတ်လေးဖြစ်နေမှာနော်။ချက်ရတာလည်းလွယ်ကူတယ်ပြီးလို့ရှိရင်မတင်ရိုင်းလည်းဈေးချုပ်ပါနော်။နောက်ပြီးတော့ချက်စားကြည့်နော်။သမီးစားမကြပါစေ။